ပင်လယ်နဲ့တောင်ပေါ်ဒေသတင်တာဆိုရင်ဘယ်နေရာကိုရွေးချယ်ဖြစ်မလဲပင်လယ်ကတော့ပျော်ဖို့ကောင်းတယ်လွတ်လပ်တယ်စိတ်ငြိမ်စရာတွေထွက်ပေါက်တစ်ခုအနေနဲ့ရှာလို့ရတယ်အဲ့လိုမျိုးပဲတောင်ပေါ်ဒေသမှာလေခုနည်း၎င်းပဲပြောလို့ရပါတယ်အဲ့လိုပြောနေတာဟာအဖြေမှန်တစ်ခုထွက်လာဖို့ဆိုတာမလွယ်တော့ပါဘူးအဲ့တော့ကျွန်တော်လေးလေးနက်နက်လေးတစ်ခုတော့ဥပမာထည့်ကဥပမာစဉ်းစားမယ်တောင်ပေါ်ဒေသအပေါ်အားပြီးကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်အောက်မှာရှိတဲ့ကားလမ်းတွေကိုမြင်ရနိုင်တယ်ခြုံတဲ့ပေပေါင်းများနဲ့တစ်ပင်တွေမြင်ရနိုင်တယ်အဲ့လိုမျိုးပဲပင်လယ်ကိုပြန်ကြည့်မယ်ပင်လယ်ရဲ့မျက်နှာပြင်အောက်ကိုကြည့်တဲ့အခါကျတော့ရှင်သင်ဒီမြင်ရတဲ့အရာတွေဟာအပေါ်ယံတွေဖြစ်တဲ့အတွက်အောက်မှာဘာတွေထပ်ရှိနေသေးဆိုတော့တင်မှန်းဆအရင်ခက်လိမ့်မယ်ဒါကြောင့်မို့လဲလူတွေတော်တော်များများပြောစမှတ်ပြီးကြတာပင်လယ်ကမာယာများတယ်ဒါကြောင့်မို့လို့ကျွန်တော်ကတော့မာယာများရဲ့ပင်လယ်ကိုရွေးချယ်ဖြစ်တယ်တင်သာဆိုလို့ရှိရင်တော့ဘယ်နေရာကိုရွေးချယ်ဖြစ်လဲကျွန်တော်ကတော့တောင်ပေါ်ဒေသလေးပဲရွေးချယ်ဖြစ်တယ်ကြည့်ကြပါဦး